လူများစုကဝိစုတဲ့တယ်ဆိုတာသိပေမဲ့ဘယ်တော့မှမလောက်ကြဘူးနေ့စဉ်ငွေ1000ကျပ်ကိုဝိစုနိုင်ရင်တေဘဝမှာဘာတွေပြောင်းလဲလာမလဲနေ့စဉ်ငွေစုတာနည်းငယ်ပဲအစမှာဘာမှမပြောင်းလဲသလိုခံစားရတယ်ဒါပေမဲ့ငွေစုအလေးချစ်ကိုနေ့စဉ်ဆက်လုပ်သွားရင်ကိုဘဝကိုကိုယ်တိုင်ပိုထိတ်ချုပ်လာနိုင်ပါလိမ့်မယ်ရလာနဲ့တွေ့လိုက်ငွေကိုစိတ်ချစွာစီမံနိုင်လာပြီးငွေကြေးလွန်လန်းမှုဖြစ်လာပါတယ်အောင်မြင်မှုကချစ်ချင်းမရပါဘူးဒီခံပြီးနေ့စဉ်ဆင်းလို့ရင်ရောက်လာပါလိမ့်မယ်